အားလုံးပဲမင်္ဂလာပါရှင်။ဥပဒေအကားဆောင် official YouTube channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပေးရချင်ဆိုပါရစေ။ကျမတို့ရဲ့ channel ကနေဒီကနေ့မှဆိုရင်တော့ကျမတို့ရဲ့ဆရာအကားဆောင်ရေးသားထားတဲ့စုံမရီတော်ပြင်းနဲ့ဈေးတဲ့တော်ပြင်းစာစဉ်80ထုတ်လင်းပေးမှာဖြစ်ပါတယ်။ဒီဇလန်ကြောင်းရနေနောက်ဆက်ကမှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်တော့ပေးပြီးအောင်အသေးသေးသောဗီဒီယိုတွေသိရှိနိုင်စေဖို့အတွက်လေးဘေးနားအမြင်တွေ့ရတဲ့ notification လေးကိုပရိသတ်များအားလုံးကတစ်ချက်လောက်နှိပ်ခဲ့ကြပါအောင်နော်။ဟုတ်ကဲ့ဇလန်လေးကိုခုပဲနားဆင်ကြည့်အောင်ပါရှင်။စုံမရီတော်ပြင်းနဲ့ဈေးတဲ့တော်ပြင်းစာစဉ်80ဘာမေပြမသိဘူးဟုတ်သလားမေတော့ရဲ့အတန်ဟောင်းနန်းဆောင်ကြီးအတွင်ကျဲလောင်စောနဲ့ထွက်ပေါ်တယ်စောအတဲ့ကစုံနေဟောင်းမေတော့ရှင်းမှာခေါင်းမဖော်ရဲပဲဖြစ်ကြတယ်သူသေးပြီဆိုလို့မြင်းညွှန်းလိုက်ပြီမဟုတ်လားအခုဘသူကြောင့်သူကအသက်ပြတ်ရှင်းလာတာလေဘာကြောင့်လဲဆိုတော့မင်းတို့ပြောနိုင်ကြသလားစုံနေအောင်တယောက်မျက်နှာတယောက်ကြည့်ကြတယ်မေတော့ဟာကလာကြီးရာဂျူရဲ့လေကုတ်ကိုလက်နဲ့စုပ်ကိုင်းနေရာဂူလောလောဆယ်တော့မင်းကစုံအသိရဲ့ဥက္ကဋ္ဌနေရရယူထားတဲ့သူပဲမေဘင်းမှာဖြစ်လို့အသက်ရှင်သွားတာလေဆိုတာကိုမင်းရှင်းပြနိုင်သလားရာဂူကဇောချွေးရပြန်နေတယ်ဟိုလေဘာဖြစ်လဲပြောလေမပြောနိုင်လို့ကတော့မင်းရောဟောဒီစုံအသိရဲ့ဥက္ကဋ္ဌနေရာကနေဖြုတ်ပြမယ်ရာဂူကတော်တော်ရင်ရင်နဲ့အဲ့ဒါမေတော့ကြောက်မှာဗျာဟင်ဘာကြောင့်ငါလောက်တာဖြစ်ရတာတော့မေပြင်းကိုမြင်းမြုပ်ဖို့အချိန်ကောင်းနက်ခတ်ကောင်းကိုစောင့်နေချိန်မှာမေတော်အခုပဲမြင်းမြုပ်လိုက်ပါဆိုပြီးပြောတယ်ဆိုမေတော်မျက်နှာတစ်ချက်ဖြတ်သွားတယ်မေတော်မြင်းမြုပ်ခိုင်းတဲ့ချိန်ကပါနက်ခတ်နဲ့ဂျိုစီဂျိုနင်းနဲ့မကောင်းတာမို့လို့ကျွန်တော်ထင်ကတော့အဲ့ဒီချိန်မှာမြုပ်လိုက်လို့များမကောင်းမိစ္ဆာတွေကမေပြင်းရဲ့ကိုယ်လုံးနဲ့ဝင်ရောက်သွားတာများလားမေတော်ဟာတောက်တစ်ချက်ခောက်လိုက်တယ်ဒီကောင်မတော်တော်အသက်ပြင်းတဲ့ကောင်မပဲတေသွားလိုက်ပြန်ရှင်းလာလိုက်နဲ့ငါလက်ထဲတဲ့တောင်းကတိတ်တိတ်ရှင်းနေပြီဒီအခါရာကိုကမေတော်ဖျားကျွန်တော်တခုအကြံပေးချက်ပါလေမေပြို့မုန်းတာလေမုန်းတာပေါ့ဖျားဒါပေမဲ့အခုလိုမျိုးပုံကိုရရမ်းညွှန်းနေတစ်ဖက်သက်လိုက်ပြီးနှိပ်စက်နေရကတော့မသိတော့ပါဘူးအောင်မေမောင်မရငါ့ကိုဟိုလိုလောက်ပါဒီလိုလောက်ပါဆိုပြီးခိုင်းကြတာလားကျွန်တော်မေတော်ကအကောင်းဆုံးအကြံပေးရပါအခုဆိုအောက်ချီအောင်စုံးနေကအစမေတော်ကမတရားဩဇာသုံးနေဆိုတာကိုသိပြီးတီတိုပြောဆိုနေကြပါလိမ့်ဒါကြောင့်မေတော်အနေနဲ့မေတော်တရားလို့ကြဲကြံနေထိုင်တာအကောင်းဆုံးဖြစ်မှာပါအောင်မလူပါဝလို့ရရဆက်ဆက်မင်းအမြမင်းကငါအခုချက်ချင်းဥက္ကဋ္ဌယာရူကနေဖြုတ်တယ်မင်းသွားတော့ဒီကရာကိုကတဟင်းဟင်းနဲ့ရှဲတယ်အသိရဲ့စီကံအရာဥက္ကဋ္ဌယာရူကိုမေတော်ခန့်ချင်နိုင်ခန့်ဖြုတ်ချင်နိုင်ဖြုတ်လို့မရပါဘူးအသေးကြီးကထိတ်တဲ့အဖွဲဝင်အရာရှိငါးဦးရဲ့မဲဆန္ဒနဲ့ခန့်အပ်ထားတာဖြစ်ပါလိမ့်မေတော်ရဲ့တာဝန်ကတော့ကျုပ်တို့တင်ပြတဲ့အချက်တွေနားထောင်ပြီးတော့အပြစ်ပေးရမယ့်တာဝန်တစ်ခုပါပဲကျန်တဲ့အသိရဲ့စီမံအုပ်ချုပ်မှုပိုင်းဆိုင်ရာတွေမေတော်နဲ့လည်းမဆိုင်ပါဘူးဒီတော့ကျွန်တော်တင်ပြတဲ့အတိုင်းမေပြည့်ကိုလှုပ်ပေးထားတာပဲကောင်းမယ်ထင်ပါလိမ့်မေတော်ကဒေါသထွက်နေရာဂူကိုလက်ညှိုးထိုးလိုက်တယ်ရာဂူအရင်တော့စုံအသိဆိုတာမရှိခဲ့ဘူးနော်ဒီအသေးကိုငါအခုချက်ချင်းဖျက်သိမ်းလိုက်လို့ရတယ်ဆိုတာလေမင်းသိလားဒီအသေးကိုကျောက်အဖေနဲ့မေတော်ကိုယ်တိုင်ဥဆောင်ပြီးတော့တီထောင်ခဲ့တာပါအရင်ကမရှိခဲ့ဘူးဆိုပေမဲ့အခုတော့မရှိလို့မရတော့ဘူးမေတော်တကယ်လို့အသေးကိုဖျက်ချက်နေဆိုရင်မေတော်စူးစမ်းကြည့်လိုက်ပါဟောဒီမြိုင်တောင်မြို့ပေါ်မှာသွေးချောင်းစီးတဲ့အဖြစ်တွေကိုငြင်းချက်နေဆိုရင်မေတော်လောက်ကြည့်လိုက်စမ်းပါမေတော်ဟာတလုံးပေါ်ထိုင်ကျသွားလိမ့်တယ်ငါမွေးတဲ့မြောက်ကငါ့ကိုပြန်ချောက်နေရတယ်လို့ဒီမှာမေတော်ကျုပ်တို့စုံအသိန်းကမေတော်ရဲ့လက်ကိုက်တော့မဟုတ်ဘူးစုံအသိန်းတီးရှိနေရလေတဦးတယောက်ရဲ့ကိုကြိုးစီးပွားကိုကောက်ွယ်ပေးဖို့အတွက်လည်းမဟုတ်ဘူးဒီတော့ကျုပ်နောက်ဆုံးနေနဲ့ပြောချင်တာကမေတော်ကမေပြင်းကိုလှုပ်ပေးလိုက်ပါမဟုတ်ရင်တော့ကျုပ်တို့အသိန်းတွေကိုမေပြင်းကိုဆွဲထဲရှားလိုက်မယ်မင်းကငါ့ကိုချင်းချောင်းနေရလားရာကိုမေတော်ထင်းချင်းတယ်လို့ထင်ပါမေပြင်းသာကျုပ်တို့အသိန်းနဲ့ရောက်ခဲ့ရင်သူ့အစွမ်းစားနေဆိုအောက်ကတလည်းဖြစ်ချင်ဖြစ်သွားနိုင်တယ်ပြီးတော့ကျုပ်တို့ရဲ့ထောက်ပံ့မှုနဲ့မေတော်လည်းဖြစ်ချင်ဖြစ်သွားနိုင်တယ်ဆိုတော့မေတော်တွေးကြည့်လိုက်ပါမေတော်တလုံးဘောကဝုန်းနဲ့ခုန်ထားတယ်မင်းကိုတတ်မယ်ရာကိုငါမင်းကိုတတ်ပြမယ်တက်ချင်တတ်လိုက်ပါမေတော်ကျုပ်ကိုတတ်လိုက်လို့လေဒီအဖွဲစည်းအောင်ပျက်စီးသွားမှာမဟုတ်ဘူးဒါပေမဲ့အဖွဲစည်းတွေကစုံနေအနီးပါးနဲ့တည်းကစုံနေဟာမေတော်မတရားလုပ်ပြီးကျုပ်ကိုတတ်တယ်ဆိုတာသိသွားခဲ့ရင်အားလုံးရဲ့ဓာတ်ကမေတော်ဘက်ကိုလှည့်လာကြလိမ့်မယ်
ရာဂူကနန်းဆောင်ကြီးအတွင်းကစုံးတွေကိုကြည့်လိုက်တယ်လာကိုလူတို့အားလုံးပြန်ကြစို့ရာဂူပြောတဲ့အခါစုံးတွေအားလုံးထပြန်ကုန်ကြတယ်မဲတော်တအူးတဲ့သာနန်းဆောင်ထဲမှာကြံ့နေခဲ့တယ်ရာဂူကဒေါသထွက်လို့ဆွဆွဲခုံဖြစ်နေတဲ့မဲတော်ကိုလှည့်ကြည့်ရင်ကျုပ်ကိုတက်လို့မဲတော်မဖြစ်နိုင်ဘူးဒါပေမဲ့မဲတော်ကိုတက်ရင်တော့အဲ့ဒီလူကမဲတော်ဖြစ်နိုင်တယ်ဆိုတာကိုမဲတော်မမေ့နဲ့ရာဂူကဟက်ဟက်ပက်ပက်ရဲမောပြီးနန်းဆောင်အပြင်ဘက်ကိုထွက်သွားတယ်မြိုင်သာမျိုးအလဲလမ်းဆောင်ကြီးနှစ်ဘေးမှာခန်းနာလာတဲ့အုတ်တိုက်ကြီးတစ်ခုရှိရင်ထိုအုတ်တိုက်ကြီးဟာမြို့ရဲ့မြူနစ်ပယ်အသိန်းရုံးခန်းဖြစ်တယ်မြိုင်သာမျိုးစုံအသိန်းရဲ့အခြေဆိုင်ရာဌာနချုပ်တစ်ခုလည်းဖြစ်ပြန်နေရာဂူကစာရွက်စာရမ်းတွေထည့်ထားတဲ့အိတ်ကိုကန်ဆောင်ပြီးမြူနစ်ပယ်ရုံးခန်းတွင်းကိုဝင်ခဲ့တယ်ထိုခေတ်ကမြို့တော်တာယာရဲ့အဖွဲကိုလည်းမြို့ကန်လူကြီးတွေရမိရပ်ဖတွေရွေးချယ်ဖွဲ့စည်းထားတာမို့အဲ့ဒီအဖွဲထဲမှာစုံးနေလေပါဝင်တော့မြူနစ်ပယ်အသင်းနဲ့စုံအသင်းဟာအဆောင်အုပ်တစ်ခုအတွင်းတွဲဖက်ဖွဲ့စည်းထားလေတယ်။ကျုံရောက်ပြောက်လက်နေတဲ့တက်သားစပွဲဝိုင်းကြီးတက်လုံးမှာလူကြီးတွေကဝိုင်းဖွဲ့ပြီးတော့ထိုင်ကြတယ်။မကြခင်ထိုခန်းတွင်းကိုရာဂူကဝင်ရောက်တယ်။အခန်းတွင်းကလူကြီးတွေဟာရာဂူရောက်လာတဲ့အခါအယူအသေးပေးကြတယ်။ရာဂူကလက်ကပြလိုက်တယ်။ကျုပ်အခုပြောမယ့်အကြောင်းကအရန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုပဲ။ဘာကြောင့်လဲဆိုတော့မေတော်နဲ့ကျုပ်တို့လက်ရှိစုံအသင်းရဲ့ရေးချေအစီအစဉ်တစ်ခုကိုအကောင့်နဲ့ဖော်ဖို့ပဲလူကြီးတွေကနားဆွနေကြတယ်ကျုပ်အဖေအပြောအရတော့မဲတော်ဟာစုံအသင်းကိုတီးထောင်နေဆိုတာစုံတွေကိုကောင်းစေချင်တဲ့စံနာကြောင့်တော့မဟုတ်ဘူးသူ့အကျိုးစီးပွားကိုအသင်းအမြင့်ခတ်ပြီးကောက်ဝဲပေးခိုင်းမှုပဲဒါပေမဲ့အဖေကလည်းဒီအချက်ကိုသဘောတူလိုက်တယ်စုံတွေကောင်းစားဖို့စုံတွေစနစ်ကြကြနေထိုင်နိုင်ဖို့နဲ့ကိုတက်မြောက်ထားတဲ့ပညာရက်တွေဆက်လက်ပြန်မတိုးတက်အောင်လုပ်ဖို့ကိုအဖေကစပြီးဟော်ဒီမှာရှိတဲ့လူကြီးမင်းများနဲ့အားလုံးတိုက်မိပြီးဆောင်ရွက်ခဲ့ကြတာအခုဆိုအသေးကြီးဟာဟော်ဒီမြိုင်သာမြို့မှာအမြင့်တွေဆွဲကပ်နေခဲ့လို့အခြေခံကောင်းတစ်ခုဖြစ်နေပြီလို့ပြောလို့ရှာတယ်ဒါပေမဲ့အခုနောက်ပိုင်းမေရောရဲ့လှုပ်ရက်တွေဟာပုတ်ကိုရတအားဆန့်လာပြီးတော့ကျုပ်တို့သတ်မှတ်ထားတဲ့စီကန်းတွေကိုဖောက်ဖျက်ချင်တိုင်းဖောက်ဖျက်နေတယ်သူစိတ်တိုင်းမကြရင်တော့ကျုပ်တို့အသေးကိုဖျက်သိမ်းမယ်ဆိုပြီးကြက်ရွက်နေပြီဖြစ်တယ်စပွဲကောင်မှာထိုင်နေကြတဲ့လူကြီးတွေမကြင်မနှက်ဖြစ်ကုန်တယ်ဒါပဲဖြစ်တဲ့မှာလေဟုတ်တယ်သူဖြတ်ချင်တိုင်းဖြတ်တယ်ဆိုရအောင်ကျုပ်တို့ကငပေါ်တွေလားရာကိုကလက်ကပြလိုက်တယ်ဒါအပြင်သူကကျုပ်တို့စုံအသင်းကလူတွေကိုတတ်မဲ့ဖြတ်မယ်ဆိုပြီးချိန်ချောက်လာပြန်တယ်ကျုပ်တို့စုံအသင်းဖွဲ့ထားတဲ့ရည်ရွယ်ချက်ကိုကသူ့ရဲ့လက်သုံးထားအဖြစ်အသုံးချကြလို့မဟုတ်ဘူးကျုပ်တို့စုံအသင်းကစုံနေဟာသူ့ရဲ့လက်ကင်တုတ်လည်းမဟုတ်ဘူးစပွဲကောင်မှာထိုင်နေကြတဲ့လူကြီးတွေပို့ပြီးဒေါသထွက်လာတယ်ခုံကိုပင်လက်နဲ့ထိုးရိုက်လို့အော်ဟစ်ဆူညံကုန်ကြတယ်ရာကိုကလည်းခုံကိုလက်နဲ့ထိုးလိုက်တယ်ကဲဒီတော့သူကျုပ်တို့ကိုထိကျင်နိုင်ထိမရဘူးသူကျုပ်တို့ခိုင်းရင်နိုင်ခိုင်းလို့မရဘူးဆိုတာသူသိအောင်လုပ်ရမယ်အဖွဲစည်းတစ်ခုရဲ့အားဆိုတာလူတဦးတယောက်ရဲ့အားထက်ပို့ပြီးတာလွန်နေဆိုတာကိုမဲတော်သိအောင်ပြသရမယ်ဒါဆိုကျုပ်တို့ဘယ်လိုလုပ်မှလဲဥက္ကဋ္ဌအသိန်းကိုပြန်လည်ဖွဲ့စည်းမယ်ကောင်စီလို့နာမည်တက်မယ်စီးမြင့်တွေကိုမဲတော်ဝင်ဆွတ်ဖက်လို့မရတဲ့စီးမြင့်တွေပြန်လည်ရှင်းသားမယ်ကျုပ်တို့စောအတဲ့ကမဲတော်ကိုထိန်းချုပ်နိုင်ရမယ်မဲတော်ကျုပ်တို့ကိုထိန်းချုပ်တာမျိုးလုံးဝမဖြစ်ရဘူးဒါပေမဲ့မဲတော်ကသဘောတူပါမလားသူ့ကိုချုံမဲ့ကောင်စီကိုသူကလှုပ်ပေးထားပါမလားရာဂူကတစ်ချက်ပြောလိုက်တယ်ကျုံမဝှက်ဖဲရှိပြီးသားပါဗျာလူကြီးတွေကစိတ်ဝင်စားသွားကြတယ်ဘာဝှက်ဖဲလဲဗျသူ့အကြောက်ဆုံးရန်သူတယောက်ရှိရင်အဲ့ဒီရန်သူကိုသာကျုပ်တို့အသေးနဲ့ဆွဲထက်မယ်လို့ချင်းချောက်လိုက်ရင်သူတောက်တော့မှလှုပ်နိုင်မှာလည်းမဟုတ်ဘူးဒါမှမကျေနပ်ဖို့ဆိုရင်သူကျုပ်တို့တက်ချင်တက်ပါစေမေတော်ဆိုတဲ့ရှားသူကလူအများရဲ့ထောက်ခံမှုနဲ့တက်ဆိုင်နေဆိုတာကိုသူသိသွားစေရမယ်ထားပါတော့ဗျာမေတော်ရမရအဲ့ဒါကိုတော့မှမငြိမ်သက်သေးဘူးကျုပ်တို့ဩဇာကမဖြစ်သေးဘူးဆိုဘယ်လိုလုပ်မှလဲတယောက်မကောင်းရင်တယောက်ပြောင်းပေးရတာပေါ့ခမရစကဘာထိပ်ပဲလေမေတော်ရဲ့ထုံးစံကမေတော်ကိုတတ်ရင်မေတော်ဖြစ်တယ်မဟုတ်လားသူသာဆက်ပြီးခေါင်းမနေမယ်ဆိုရင်နောက်မေတော်တယောက်ကိုကျုပ်တို့ကကူညီပေးပြီးတော့မေတော်အသေးပြောင်းမှုစူးစမ်းရမှာပေါ့ဒါပေမဲ့မေတော်ကိုတတ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာအရှိနဲ့မှဘသူကမေတော်ကိုစိတ်ခေါ်တိုက်ခိုက်နိုင်မှလဲရာကိုကကောင်းရည်ဆဲလဲတဲ့အပြုံးနဲ့တက်ချက်ပြုံးလိုက်တယ်ကျုပ်လူတယောက်ကိုသိရင်သူ့နာမည်မဲပြင်းနဲ့ဖက်လက်ရွာကစုံးမမဲပြင်းနေဗျလူကြီးတွေအားလုံးခေါင်းရင်းလိုက်ကြတယ်အချိန်ကာလအဖြစ်9နှစ်ခန့်မြင့်ကြာမြင့်နေဖက်လက်ရွာလေးရှိကုတ်ကုတ်ပြင်းကြီးအောင်မှာခ
လေးငယ်တွေကြီးသားရိုက်တန်းစော်ကစားနေကြတယ်ဒီရက်ကရောက်ပေစုလေးနဲ့တာဇန်ကလေးဟာကလေးတွေစော်ကစားနေတဲ့အနားကိုပြေးလာတယ်တာဇန်လာပြီဟေ့တာဇန်လာပြီဟေ့ကလေးငယ်တွေအော်ဟစ်တော့စော်ကစားနေရကနေထွက်ပြေးတယ်တာဇန်အနားကိုရောက်တဲ့အခါကလေးတအုပ်မှကိုမရှိဘူးလာဟေ့ရောအရှိပိုင်းဘက်ကိုသွားဆော့ချရအောင်တာဇန်လေးကကလေးတွေပြေးလွှားတဲ့အနားကိုပြေးလိုက်တယ်ဒီရက်ကကလေးကြီးအချို့ကရက်နေရင်တာဇန်ကိုစောင့်နေတာဇန်အနားကိုရောက်တဲ့အခါတာဇန်ရဲ့ရင်ဘက်ကိုစောင့်တော့နာနေတာဇန်အနားကိုပက်လက်လက်လို့လဲကြတယ်အရှိန်နဲ့ပြေးလာတာစောင့်တော့ခံလိုက်ရတာမို့တာဇန်ဟာမြေမ3-4ဘက်ခန့်လိတ်သွားလေတော့တယ်ဟဲ့အောင်တာဇန်မင်းငါတို့နောက်ကိုလိုက်မလာနဲ့လောက်ပါကွာငါလည်းမင်းတို့နဲ့တူတူစော့ချင်လို့ပါငါတို့ကမင်းကိုမခေါ်ဘူးမင်းနဲ့လည်းမစော့ဘူးမင်းရဲ့မရစုံမကြီးအကျင့်မကောင်းတဲ့စုံမကြီးပဲကွာသွားစမ်းငါတို့နောက်ကိုလိုက်မလာနဲ့နော်လိုက်လာရင်မင်းငါတို့အကြောင်းကိုသိမယ်ဒီကမင်းလေးတယောက်ကလေဟုတ်တယ်သားစမ်းဟိုရက်ကငါအောင်ကမင်းနဲ့စော့ရင်မင်းမသာမင်းချော်လဲတာကိုမင်းရဲ့မရငါအောင်ကိုပြူစားလိုက်တယ်မှတ်လားငါတို့ကတော့မင်းနဲ့စော့ကိုမစော့ရဲဘူးဟိသားစမ်းဟာမြေပေါ်မှာလူးလဲထားလို့ကလေးကြီးတွေထံကိုပြေးလာတယ်ရပါတယ်ကွာဒီတက်ကငါမေကိုငါရှင်းပြမှာပေါ့ကွာမင်းတို့နဲ့စော့တာငါမေလည်းမသိစေရဘူးငါ့ကိုခေါ်စော့ပါကွာနော်ကလေးကြီးဟာတာဇက်ရဲ့အင်ကြီးကိုဆွဲလိုက်တယ်ဟဲ့အောင်တာဇက်ပြောနေရတော့မှမင်းကနောက်မဆုတ်တဲ့ပြီရှေ့တို့လာသေးရဟုတ်လားငါလောက်လိုက်ရလို့မင်းသိသွားမယ်ကွာဟဲ့ကောင်နေငါတော့ဘာလုပ်နေရလဲဒီအချိန်မဲ့ပြန်နားကိုရောက်လာတယ်တာဇက်ကိုလက်သိမ်းနဲ့ထိုးဖို့ပြည့်စင်နေကလေးကအလွန်ကြောက်လန့်သွားပြီးလွတ်ချလိုက်တယ်မဲပြအောင်ထိုးကလေးကြီးထံကိုလှမ်းလျှောက်တယ်နေငါတော့ဘာလုပ်တာလဲဘာလုပ်ချင်တာလဲတာဇန်ကမဲပြင်းလက်ကိုဆွဲလိုက်တယ်မဟုတ်ပါဘူးမင်းဟာအမေအထင်မှားနေရပါတကယ်ကသားနဲ့သူတို့နဲ့နဘက်လုံးနဲ့စော့နေရအမေရဲ့ကလေးရကြောက်လန့်တကြားနဲ့ဟုတ်ပါရဲ့တာဇန်ပြောတာမှန်ပါနေကျုပ်တို့စော့နေကြတာပါဒီအခါမဲပြကလေးကြီးကိုစိုက်ကြည့်ရခါကလေးကလေးပေါ်မြောက်တက်လို့ကောက်ကိုပင်ကြီးတပင်ရဲ့ခိုင်းမှာစောက်ထိုးတွဲလောင်းကြီးကိုချိတ်ဆွဲသွားတော့တယ်ကလေးတွေလည်းဆူဆူဝါးဝါးနဲ့ကိုအော်ဟစ်တယ်တာဇန်ကမဲပြလက်ကိုဆွဲတယ်အမေကျုပ်တို့စော့နေရပါဆိုအမေဟာအမေကဘလို့လောက်လိုက်တာလဲစော့ရင်တော့မှငါသားနိုင်မှဖြစ်မယ်ငါသားကိုဘသူမှလက်နဲ့တော့ရွယ်လို့မရဘူးပြန်ချပေးလိုက်ပါမေဟာသူတနာပါလေကုတ်ကိုတကလူသိန်းញိုင်းနဲ့တာရဲ့ဒီကုတ်ကိုပင်ကြီးဘလောက်ခိုင်းတယ်လဲဆိုတော့စောင့်ကြည့်ရတော့မှာပေါ့မဲပြပြောဆိုပြီးတာဇက်ရဲ့လက်ကိုဆွဲသွားတယ်တာဇက်အမေခေါ်ရနောက်ကိုတရွရွနဲ့ပါသွားတယ်ကုတ်ကိုပင်မမချိတ်နေတဲ့ကလေးကြီးဟာအော်ဟစ်နေပါတယ်ကုတ်ကိုပင်ကအတော်မျက်နှာနဲ့ရွာသားတွေအပင်မော်တက်ဖို့လေကားစင်နေစင်ပါပြီပြောင်းကနေအတန်ကြီးနေကုတ်ကိုခိုင်းကောင်ကြိုးကြပြီးထိုကလေးရမြေပေါ်ကိုစောက်ထိုးပြုတ်ကြလို့စက်ကျိုးပြီးတော့စစ်စစ်သေးတော့တယ်တကြီးဥဖို့မောင်စိတ်လှုပ်ရှားစွာနေအိမ်ရှိကမ်းမှာထိုင်နေတယ်အနားမှာလေသူ့ယူထားတဲ့မယားတွေရှုပ်ချက်ခတ်ကြတယ်အိမ်ငန်းထဲမှာတကြီးဥဖို့မောင်ရင်12ယောက်မြောက်ဇနီးမယားဟာတားဖွားနေပါတယ်တားဖွားနေရကြပြီအခုချိန်ကြီးမမွေးသေးဘူးလားကွာတကြီးရထိုင်နေရကားထားလို့အိမ်ထဲမှာခောက်ထောက်ခောက်ပြန်လှမ်းလျှောက်တယ်ဒီရက်ကချင်းရင်တားဖွားကန်တွင်ကမိန်းမတွေရဲ့အော်ဟစ်တန်ကိုကြားရတယ်ဟေးမွေးပြီလားမွေးပြီလားမွေးပြီတကြီးရဲ့မွေးပြီတကြီးကအခန်းထဲရန်နီးကိုဖြေကတ်တယ်ကလေးမွေးတဲ့တောင်ပြောတယ်ခလင်းကိုတန်လည်းမကြားရပါလားဒါနဲ့ဘာလေးမွေးတာလဲယောက်ျားလေးမွေးတယ်တကြီးရဲ့ဒါပေမဲ့ဆိုတဲ့စကားကြားရတာနဲ့တကြီးကရှင်နဲ့ထိတ်နေဖြစ်သွားတယ်မကြမီတကြီးကတော့ကြာဦးအနီးနဲ့ထုတ်ပိုးထားတဲ့ကလေးတအုပ်ချင်ရင်အခန်းထဲအောင်ထွက်လာတယ်ကြာဦးဘလို့လဲဒီကလေးရောအရင်လိုပဲလားကြာဦးကခေါင်းငိမ့်လို့ခလေးငယ်ကိုတကြီးဦးဖိုးမောင်လှမ်းပေးတယ်တကြီးဦးဖိုးမောင်အနီးတောက်လေးအတွင်းကကလေးကိုကြည့်တဲ့အခါမှာကလေးငယ်အောင်မလုံးမရှမ်းတဲ့ကိုငိမ့်တတ်တယ်ဒီအခါအနီးကိုဖြည့်ကြည့်ရခါကလေးငယ်ရောဝမ်းပိုက်ဖောင်းကားမနေပြီဝမ်းပိုက်အရေးပြားနဲ့နောက်ကျောရုပ်ကထိဆက်ကပြားကတ်နေပါတယ်မကြောက်ကတကြီးလက်ကိုဆွဲလိုက်တယ်ဒီကလေးလေအရင်ကလေးတွေလိုမျိုးပဲကလေးစားတွေပါမလာဘူးတကြီးရဲ့တကြီးဦးဘောမှာအလွန်စိတ်တို့လို့ကလေးအလောင်းကိုမကြောက်ဦးကိုပေးလိုက်တယ်ဒါဒင်းကြောက်ဒါမဲပြင်းလောက်တာဖြစ်ရမယ်ဒီလိုပြောဆိုရင်နေရမှာချိတ်ထားတဲ့နှလုံးပြူတနက်ကိုဖြုတ်လို့ကြီးစားနှတောင်းထည့်ပြီးအိမ်မော်ကဖက်နဲ့မပါဘဲနဲ့ပြေးဆင်းသွားလေတယ်တကြီးလူယုံတွေကလည်းတကြီးနောက်ကပြေးလိုက်လာခဲ့တယ်မဲပြင်းဟာအိမ်ရှိကိုပြက်မှထိုင်လို့ပြားမှုဘက်ဆေးလက်ကြီးကိုဖွာဆိုင်တယ်မိခိုးတွေဟာခေါင်းလိုက်နေတစ်ခုကနေထွက်တယ်လားတအူးဦးနဲ့လေးပေါ်မှလွှင့်ပြန်နေ
မဲပြင်းတဲ့ဘေးမှာတော့တာဇန်တယောက်ခက်ခက်ကုတ်ကလေးထိုင်းနေတယ်ကိုပြထိပ်ဘက်မှာဖွာချမ်းသာကြီးဟာလေဆေးလက်ကြီးတက်လိုက်ကင်လို့ဖွာဆိုင်နေလေတော့မသိရင်မဲပြင်းနဲ့တူတူထိုင်းလို့ဆေးလက်ပြောင်းတိုက်နေတယ်လို့ထင်ရပါတယ်တာဇန်ဟာဖွာချမ်းသာကိုကြည့်လိုက်အမေဖြစ်တဲ့မဲပြင်းကိုကြည့်လိုက်နေအမေဘာဖြစ်လို့အမေတို့တွေကဆေးလက်တွေတောက်နေကြတာလဲဟင်ဆေးလက်တောက်တာဘာရတာရှိလို့လဲဖွာချမ်းသာဟာသွားတွေပေါ်အောင်ပြောင်းလိုက်တယ်မဲပြင်းကြီးညီအရင်ကမေးဖို့ခဲ့တဲ့အတိုင်းညီသားမင်းနေပြီဟဲ့ဒီတစ်ခါတော့ညှိဖြစ်အလှိတ်မဲပြင်းအောင်ဆေးလက်ကိုခွက်အတွင်းကိုချရင်မိကုံငွေတွေမှုတ်ထုတ်တယ်ဖွာချမ်းသာပြောတာကိုအခုမှပဲကြုံနားလေတော့တယ်ရှင်ဆေးလက်တောက်တာကဘလို့ပြောရမှမသိရင်အရသာတစ်ခုရနေတာရဲ့အမေလည်းအရင်တော့ကနားမလည်ခဲ့ဘူးအခုဆေးလက်တမဖြစ်တော့မှအဲ့ဒီရတာသဘောပေါက်လာခဲ့တယ်ဖွာချမ်းသာတာဆန်းကိုတေးချကြည့်ရင်ဟဲ့မဲပြင်းနေသားအနေနဲ့တစ်စက်မှလည်းမတူဘူးပြီးတော့သူ့နှစ်ဖိုးကလည်းခက်ပြောင်မဲဟဲ့ငယ်တော့ကတော့ဒီလောက်ပြောင်းလာရင်ကြီးလာရင်သပင်မွေးတောင်ရှိပါမလားဖေဘာဖြစ်လို့ထိတ်ပြောင်နေပါလဲဟဲ့အမေပြောတာကတော့တာဆန်းကိုမွေးပြီးစားအချိန်မှာနမကြီးကငယ်တိတ်ကိုရှာနေရှာလိုက်လို့ငယ်တိတ်ကသပင်မွေးတွေကကျန်းတာတဲ့နွားရှာနဲ့ထိထွေးမိပြီးသပင်မတန်တော့တာလို့တော့ပြောတာပဲကျုံလဲတိတ်တိတ်ချာချာမသိပါဘူးဖွာချမ်းသာရဲ့ထော်လက်ဘက်ရွက်လေးကျိတ်မဲ့ရွက်လေးပို့ပေးပါအောင်မဲပြင်းရဲ့နေသားကြီးလာလို့ချောကျန်လှကျင်လာတဲ့အခါမိမပိုးတဲ့အခါကျတော့ထိပ်ပြောင်ကြီးစွပ်ပြီးအစနောက်ခံနေရအောင်မေဟာဖွာချမ်းသာကလည်းတားကကြီးလာရင်မိမမယူပါဘူးတယောက်တည်းနေပြီးအမေကိုလှုပ်ကြွေးမှာဖွာချမ်းသာကရဲတယ်အမေညီသားအလားသားပါလားဟဲ့ညီတင်ပေးထားတာလားမဟုတ်ပါဘူးဖွာချမ်းသာရဲ့ကျောကအဲ့ဒီလိုပေါက်ပေါက်ရှာရှာကြီးတင်ပေးပါမလားညီကန်ကောင်းနေအေးသားလေးတယောက်မွေးထားတာမွေးထားတဲ့သားလေးကလေအမေချက်တတ်ပါတော့ညီကြည့်ရင်ငါတော်သားဆန်းလိုသားတယောက်လောက်လိုချင်တာအေးအမေချက်တတ်တာကတော့ပြောမနေပါနဲ့ဖွာချမ်းသာရဲ့ငငယ်အားဆိုအမေပြောင်းရင်ကိုငိုတော့တာအမေသူနာမရှိရင်အော်ဟစ်နေရပဲအခုဒီလေစောချိန်ကလွဲရင်အမေသွားရနောက်တကောက်ကောက်ကိုလိုက်တော့ဒီရဲ့ချင်းရွာလယ်လမ်းပေါ်မှာလူတွေစုရုံဖြစ်နေရကိုတွေ့ရတယ်တာဆန်းကကလေးပြပြီးခြံရှိကိုအပြေးအလွှာနဲ့တွားကြည့်ရင်ပြီးတော့ကိုပြစ်ကိုပြန်လာတယ်အမေဟိုဦးလေးကြီးကိုမွေးပေါက်သွားတာတဲ့အဲ့ဒါဘာဖြစ်လဲအမေကမွေးတွေကိုနိုင်တယ်လေဗျာအမေရဲ့ပညာလောက်နဲ့မွေးပေါက်တာလောက်ကိုကုနိုင်မယ်မထင်ဘူးလားကုနိုင်တယ်ဒါပေမဲ့ငါမကုဘူးဘာလို့လဲအမေရဲ့အဲ့ဒီဦးလေးကြီးတနာဖို့ကောင်းပါလေဗျာသူမှလည်းလူမမဲကလေး3ယောက်တောင်ရှိနေတာမေပြင်းကတာဆန်းကိုကြည့်လိုက်တယ်ဟဲ့တာငါကလူမကဲဘူးဟဲ့သူ့ဘာသာသူတိတ်တိတ်ရှက်ရှက်ပေါ့နင်းနဲ့ဘာဆိုင်လို့လဲအမေသူ့ကိုကြည့်ပြီးမတနာဘူးလားဖွာချမ်းသာမင်းငေါပြနေမေပြဆေးလိပ်ဖွာနေတနာတယ်ဆိုတာပြောညံ့တဲ့လူတွေမှရှိတဲ့စိတ်ဓာတ်ပဲတာအမေကတော့မပြောညံ့ဘူးဒါကြောင့်ဘသူ့ကိုမှလည်းမတနာဘူးငါသားလည်းစိတ်ဓာတ်မပြောညံ့စမ်းပါနဲ့အဲ့ဒီတနာတတ်တဲ့စိတ်ကိုဖျောက်ထားလိုက်ဟုတ်ပြီလားတနာတဲ့စိတ်ကမကောင်းဘူးလားအမေတနာရဲဆိုတော့သူများအတွက်နဲ့ကိုယ်စိတ်ကိုပြန်ပြီးတော့နှိပ်စက်တာပဲတာရဲ့လူတိုင်းမှာသူ့အကြောင်းနဲ့သူရှိပြီးသားတာအဲ့ဒီလိုသာတနာမယ်ဆိုရင်ဟောဒီလောကမှာရှိရဲ့လူတိုင်းကတနာစရာတွေကြီးပဲအမေကတော့လေဘသူကိုမှလည်းမတနာဘူးသူများအတွက်နဲ့အမေရဲ့စိတ်ကိုအရှုံးမခံဘူးဒီရဲ့ချိန်တန်းနဲ့ဆွဲထားတဲ့တကြီးဦးဖိုးမောင်ချမ်းအတွင်းကိုပြေးဝင်နေဖွာချမ်းသာဦးဖိုးမောင်ကိုကြည့်လိုက်တယ်ဟိုမှာညီအဆက်ကြီးလာပါပြီတော့နည်းနည်းပပရှင်းလိုက်အောင်ဒီလိုပြောပြီးတော့ပျောက်ွယ်တယ်တကြီးကမဲပြင်းကိုတန်းတန်းနဲ့ကိုထိုးချိန်နေမဲပြင်းဒါညီလက်ချက်မဟုတ်လားမဲပြင်းကအေးလူဆေးလိတ်ထိုင်ဖွာနေငါသားကိုတတ်တာညီလက်ချက်မဟုတ်လားအခုညီကိုငါပြန်တတ်မယ်ညီကိုပြတ်တတ်မယ်ဟဲ့တကြီးကမဲပြင်းထန်ကိုတနက်ကိုချင်းရွယ်တဲ့အခါတာဇန်လေးကမနေနိုင်မေအမေဖြစ်သူအရှိကနေဝင်းလို့ကရက်တယ်တကြီးအိုးဖိုးမောင်ကအံ့ဩသွားရတယ်ဟဲ့အောင်လေဘေးဖက်နေနော်မဟုတ်ရင်မင်းတို့သားမင်းနှစ်ယောက်စလုံးငါတကယ်ပြက်မှာအမေကိုမလုပ်ပါနဲ့တကြီးဟာအမေကဘာပြက်ရှိလို့လဲဟာငါအခုကလေးမွေးတာ10ယောက်ရှိပြီကွာ10ယောက်ရှိပြီတယောက်မှဦးလေးကလေးစားတွေပမလာဘူးအဲ့ဒီလိုဖြစ်ရလို့တော့မင်းအမေကြောင့်မင်းအမေလောက်တာကွာမဲပြင်းကဆေးလဲတောက်ပဲမပြတ်ဘူးအောင်မလေးတကြီးရဲ့ရှင်ပြက်ချက်နေဆိုရင်ကျုပ်တို့သားမိတခါတည်းသိအောင်သာပြက်ထက်လိုက်စမ်းပါမဲပြင်းကပြောဆိုပြီးတကြီးဦးဖိုးမောင်ရဲ့မျက်လုံးလေးကိုစိုက်ကြည့်ရင်တကြီးကမဲပြင်းကိုတန်းနဲ့ချိန်လို့တန်းနဲ့မောက်ကလောက်ညှက်ချဖို့ကြံရွယ်တယ်
မေပြမကြောက်တော့လေတာဇန်လေးရောက်တော့တုံရင်နေတကြီးကလည်းတနက်မောင်းခလုတ်ပေါ်တက်ထားပြီးလက်တွေတုံရင်ပြီးနောက်ဆုံးတော့တနက်ကိုမြေပေါ်ထိုးဆိုင်ချလိုက်တယ်မေပြတဟားဟားနဲ့ရှေးကိုဖိုးမောင်ရင်ရှင်ကျုပ်တို့သားမီးကိုရမ်းရှောင်မဲ့အစားရှင်ရင်သွေးတွေကိုပဲအဖက်တရောင်လှုပ်ဆက်မှာတော့မေပြင်းဟာမင်းနေအုံးပေါ့ကွာတကြီးကတနက်ထမ်းလို့ပြသွားတယ်အထမ်းကြတော့မှတာဇန်မေပြင်းဘက်ကိုလှည့်လိုက်တယ်အမေတကြီးရဲ့ကလေးတွေခဏခဏတရားလောက်တာအမေလက်ချက်မဟုတ်လားတည့်ရသားနဲ့မေးမနေပါနဲ့တာရင်အမေဘာဖြစ်လို့ဒီလိုလောက်တာလဲဗျစောက်မြင်ကတ်လို့လောက်တာဟိစောက်မြင်ကတ်လို့လှုပ်ထားတာဒင်းကြိုက်တဲ့လောက်မွေးစံမွေးတဲ့ကလေးအဖက်တင်မလားဆိုတာစောက်ကြည့်လိုက်အောင်မေမလောက်ပါနဲ့မေဟာတကြီးလည်းအခုထက်ထိသွေးသားရေးချရသေးရလည်းမဟုတ်ဘူးအမေမှကြောက်ရှိတယ်လို့တကြီးလည်းသူ့သားသမီးလိုချင်ရှာမှာပေါ့အခုတော့သားသမီးရမလားဆိုပြီးယူရဲ့မိမဆက်နေရောက်ဖြစ်နေပြီမဟုတ်လားမေပြင်းကဘာမှမပြောပဲတက်နေအောင်ငေးကြည့်ရင်နောက်ဆိုအဲ့လိုမလုပ်ပါနဲ့အမေကနော်အမေမေပြင်းဟာတာဆန်းရဲ့ခေါင်းကိုခောက်လိုက်တယ်တဲဒီကောင်လေးကတော့အမေကိုဟိုလိုလောက်ပါဒီလိုလောက်ပါနဲ့ငါလှုပ်လိုက်ရင်နာတော့မေတာဆန်းနာကျင်နာနဲ့ငိုကြွေးတယ်ဒီကအဖွားဖြစ်သူမမဲ့ဖြူထမင်းရီရှားကြီးနဲ့ပြည့်ထွက်တယ်ဟဲ့မေပြင်းကလေးကိုဘာလုပ်လိုက်တာလဲအမေမိကတောက်ကြသားလို့မပြောရဘူးစကားကြောတိတ်ရှည်ရကောက်လေအမေမြထူတာလဲလွှမ်းမရောဒါကြောင့်သူ့ကိုမှတ်လောက်အောင်ခေါက်ခေါက်ပေးလိုက်တာဟောတော့မိပြင်းငါမီးကောက်မခောက်ပါနဲ့လို့ညီကိုအတန်းနဲ့မှားထားတယ်နော်ငါမီးညံထိုင်းလို့ကတော့ညီငါနဲ့တွေ့မယ်ဟဲ့အမေကတော့ပြောတော့မင်းကျုံနဲ့တွေ့ရအောင်အမေကဘာမို့လို့လဲအမေနဲ့ကျုံနဲ့ပညာပြိုင်ကြည့်မလားမဲဖြိုးကစိတ်ဆိုးတယ်တဲလောက်မြင်လေနေအမေကမီရွေးစိတ်ပေါက်နေရဟဲ့သူနဲ့စကားတော့မပြောနဲ့လာမြင်းလေးအတွက်ဖွားဖွားကြီးကမုံလုံးလောက်ထားတယ်မုံစားရမယ်ဆိုတာနဲ့တာဇန်လေးကပျော်ရွှင်နေမိဘနဲ့အောင်အိမ်ထဲကိုဝင်လို့မဲဖြိုးတာဇန်ကိုမုံလုံးလေးကိုကျွေးတယ်တာဇန်မုံလုံးလေးအားရပါရစားတောင်းနေရင်ဒါနဲ့ဖွားဖွားကြီးကိုမေးစားတစ်ခုရှိတယ်မေးလေးငါမီဘာမေးမှလဲတားဖေကဘာလို့လဲမဲဖြိုးတယောက်မျက်စိမျက်နှာပြတ်သွားတယ်ရွာရကလေးတွေကသူ့အဖေကဘာသူအမေကဘာသူဆိုပြီးပြောကြတယ်တားမတော့အမေဆိုတာပဲရှိရင်အဖေဆိုတာမရှိဘူးဖွားဖွားကြီးဒါကြောင့်ဖွားဖွားကြီးကိုမင်းမဲဆိုပြီးတွေးထားတယ်မဲဖြိုးဘလို့ပြန်ပြရမှန်းမသိဘူးနောက်တော့တပ်ပြင်းတစ်ချက်ချလိုက်တယ်တားအဖေကလူကောင်းတစ်ယောက်ပါကွယ်သူ့နာမည်ကမဲဖြိုးပြောလို့မစောသေးခင်မှာမေပြအိမ်နဲ့လှမ်းဝင်နေအမေဘာတွေပြောနေရလဲမဲဖြိုးကတောင်းလှုပ်သွားတယ်ဟိုလေတာဇန်လေးကသူ့ဖေဘာလို့လဲဆိုတာကိုသိချင်နေဆိုတာနဲ့ကြော်တော့အမေကလေးကိုဘာမှပြောပြစရာမလိုဘူးမေပြဟောက်တာနဲ့မဲဖြူကငိမ့်ကျသွားတယ်မေပြတာဇန်နေမှထိုင်လို့တာဇန်လက်ကိုဆွဲလိုက်တယ်ဟဲ့တာဇန်သူများတွေမှာအဖေရှိပေမဲ့မင်းမှာအဖေမရှိဘူးဘာဖြစ်လို့လဲဆိုတော့ငါဆုံးမကြီးမင်းကိုငါရဲ့ဆုံးပညာနဲ့ဖန်တီးထားတယ်ဒါကြောင့်မင်းမှာအဖေမရှိဘူးဟုတ်ပြီလားမေပြကဒေါ်နဲ့မော်နဲ့အော်ဟစ်ပြောဆိုတာနဲ့တာဇန်ကထိတ်လန့်တောက်လောက်ကမျက်ရည်တွေကကြာဆင်းနေမင်းဖေဘာလို့လဲဆိုတော့မင်းသိပြီမလားတာဇန်ကခေါင်းငိမ့်နေမေပြတာဇန်ကိုလက်ညှိုးထိုးတယ်နောက်ဆိုအဖေဆိုတဲ့စကားကိုမင်းပါဇက်ကမထွက်နဲ့ဘသူကိုမှလည်းလိုက်ပြီးမေးကြအကြောင်းမရှိဘူးတာဇန်ကခေါင်းငိမ့်ပြီးတော့ငိုကြွေးတယ်မဲဖြူတာဇန်ကိုဆွဲလို့ရင်ခွင်ထဲမှာထွေးဖွေထားလိုက်တယ်မေပြဟာမဲဖြူကိုတစ်ချက်စိုက်ကြည့်ရင်အမေလည်းတတိထားပါကလေးကိုမဟုတ်တော့ရှောင်မပြောပါနဲ့နင်းလည်းတေချာမှတ်ထားတာဇန်နင်းမအဖေမရှိဘူးနင်းကိုငါတယောက်တည်းကမွေးထားခဲ့တာဟဲ့တာဇန်တဟီဟီနဲ့ငိုကြွေးတယ်တရက်တော်မေ့ပြင်အိမ်မောကနေဆင်းခဲ့တယ်လက်ထဲမှာလည်းအင်ပတ်ကြီးတစ်ခုကင်ထားတယ်ဟဲ့တာဇန်ငါရွာထဲကိုဈေးရောက်ထွက်အောင်မေးနင်းလဲလိုက်ခဲ့မေပြအင်ပတ်ကြီးကိုလက်နဲ့အဝိုင်းတက်တာပွတ်တတ်တော့အင်ပတ်ကြီးကတဖြည်းဖြည်းနဲ့ကြီးမားပြီးတော့တောင်ပြဲကြီးတစ်ခုဖြတ်သွားတယ်တောင်ပြဲဆိုတာဟာဈေးတဲ့တွေကင်ဆောင်လေးရှိရင်အဝကျဲတဲ့တောင်ကြီးတစ်ခုပါခြံတွေးရှိတရက်ပင်ကတရွက်6တွေကောက်ယူပြီးလက်နဲ့ပွတ်တတ်တဲ့အခါမှာတရွက်6ကြီးတွေဟာတထောင်ခန့်ရှိလျားတဲ့ငချင်းအကောင်ကြီးတွေအဖြစ်ပြောင်းလဲသွားလေတယ်တရွက်6တွေကို9မျိုးစုံဖြစ်ပြောင်းလဲပြီးရခါတောင်မြကြီးအတွဲထဲလို့ခေါင်းမော်ရွှတ်လိုက်တယ်အမေဘာဖြစ်လို့ဒီလိုတွေလုံနေရလဲဟက်ကောင်လေးရှာမရှိနဲ့ငါနဲ့ဒီလိုပဲရှာကျွေးနေလို့နင်းလူဖြတ်နေတာလာလိုက်ခဲ့မေပြတောင်းကြီးရွက်လို့ရွာထဲကိုထွက်ခဲ့တယ်မေပြလာပြီနော်ဈေးတဲ့ရင်မေပြလာပြီငါတို့လက်လက်ဆက်ဆက်ရောက်မယ်
မဲပြင်းကအတန်ကျဲကြီးနဲ့အော်တဲ့အခါရွာသားတွေကလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်မဲပြင်းတို့တားမိရွာနဲ့လမ်းအတိုင်းရှောင်းလန်းလာတဲ့အခါအိမ်တွေအလုံးတိတ်ဆိတ်တယ်အောင်မသူတို့ကပုံညင်နေသေးတာငါလက်ကလွတ်မဲ့ထန်းလို့လားမဲပြင်းကတက်သားအင်ကြီးတစ်ခုအရှိမရက်လိုက်တယ်ဖွားတဲ့ငါတွေလက်တဲ့တော့အားပေးပါအောင်အိမ်ရတွင်းကဘလို့တုတ်ပြန်သားမှမကြားရပဲတိတ်ဆိတ်နေလေတယ်မဲပြအိမ်ထရတစ်ချက်ကြည့်တဲ့အခါအိမ်ထရကြီးကအချက်လိုက်ကြီးပြုတ်ထွက်လို့ကြွာကျသွားတော့တယ်အိမ်ထဲကိုအတိုင်းသားမြင်ရတော့လေလူတအူးတယောက်မှတော့မတွေ့ဘူးမဲပြချမ်းဝါကနေလို့ဖွားတဲ့ထွက်လာခဲ့နော်ထွက်ပလိုက်တဲ့အိမ်လုံးကိုဖြိုချပြတ်လိုက်မယ်ဒီရက်အခန်းသားမှာလိတ်လို့ထောင်ထားတဲ့ဖျားလိုက်ကြီးဟာလှုပ်ရွလာပြီးတော့အဖွားကြီးတယောက်ထွက်လာတယ်မဲပြမဲပြုံးလေးပြုံးလို့လှမ်းကြည့်ရင်ဖွားတဲ့နဲ့အသက်ကစီးနေပြီဘုံဝတ်တန်တွတ်ပုံကစားနေရသေးလားမဟုတ်ပါဘူးမဲပြင်းရဲ့ငါချွေးထုတ်နေလို့ပါလာလာဝင်လာခဲ့ဖွားတဲ့ဟာဝင်လာခဲ့လို့ပြောတော့လေခြံတကားကပိတ်ရသားတော့ဖြစ်ရတယ်မဲပြင်းဟာခြံတကားကိုခြေထောက်နဲ့ဇက်နဲ့ကန်းတဲ့အခါမှာတစ်သားတွေနဲ့ခိုင်မာစွာပြုတ်လောက်ထားတဲ့ခြံတကားကြီးဟာဝုန်းကနေနဲ့လွတ်ထွက်သွားပြီးအပိုင်းပိုင်းဆဆဖြစ်သွားတယ်မဲပြင်းဟာဖွားတဲ့အိမ်လေးကအတက်ဆဲမှာထိုင်ပြီးတော့တောင်းကိုချလိုက်တယ်ငါတွေလက်တက်တော့ယူပါဦးမဲပြင်းရဲ့ဒီလောက်ငါအကောင်ကြီးတွေဘယ်ရမြဖမ်းလာတာလဲဟဲ့ဝဲမသာဝဲစမ်းမှာဆက်စုမနေနဲ့ဖွားတင်ကတိတ်မဝဲကျန်တာနဲ့ညီငေါတွေကလက်ရက်လားဟာမဲပြငါးတကောင်ကိုကြည့်လိုက်တော့ငချင်းဖြူကြီးဟာတောင်းအတွင်းကထားခုံနေပြီးတော့ကျန်တဲ့ငါးတွေကလည်းအခုမှဖမ်းဆီးလာတဲ့ငါးတွေလို့ခေါ်ပေါက်နေတော့တယ်ကဲလက်တော့ပြောမနေပါနဲ့ဖွားတင်ဟဲ့တေတော့မသေးသေးဘူးအေးပါငါဘလောက်ပေးရမှာလဲတထောင်လုံးကမှစံတစ်ခွဲပဲပေးပါညီစည်းကများလိုက်တာအေးပါလေဖွားတင်ကမလို့ချင်ဘူးလားယူပါမယ်အေးကျုပ်လိုချင်တာစံတော့ဖွားတင်ရဲ့စဘာမဟုတ်ဘူးစဘာကဖို့ရပြရနဲ့အလုံးရှုပ်လို့အေးပါမယ်ပြင်ရဲ့ဒါနဲ့တစိမ့်ပဲယူသွားအောင်နော်ကျန်တဲ့တစိမ့်ကဖို့ပြီးမှပဲလှပေးတော့မယ်ရတယ်လေဖွားတင်ရဲ့မဲပြတောင်းကြီးကိုလက်နဲ့ပုတ်တဲ့အခါငါးတွေဟာတရွက်6တွေဖြစ်ပြောင်းနေလို့တောင်းကြီးကလည်းဖက်ရွက်ကြီးကိုဖျက်သွားတယ်ဒီရဲ့ချိန်ဖွားတင်ဟာသူ့လက်တွေကိုကြည့်တဲ့အခါမှာလက်ဟာဖားလက်များကဲ့သို့ဖြစ်ပေါ်ပြီးလက်ဖြတ်နဲ့လက်မောင်းတွေမှလည်းငါးအကြေးကုန်တွေပေါ်ပေါက်တယ်ဖွားတင်ကထိတ်လန့်သွားတယ်ငါဘာဖြစ်တာလဲငါ့ကိုဘာလုပ်လိုက်တာလဲမဲပြင်းရဲ့ဖွားတင်ပေးရမယ်စံတဲ့စိတ်ရရင်ဒါတွေကသူ့အလိုလိုပြန်ကောင်းသွားမှာပါဖွားတင်ရဲ့ဒါပေမဲ့ညနေရောက်လို့လာမပေးဘူးဆိုရင်တော့ဖွားတင်တယောက်ငါအဖြစ်ပြောင်းသွားပြီးတသက်လုံးရေကန်ထဲမှာပဲနေရမယ်နဲ့တူပါတယ်ဖွားတင်ကထိုင်ချပြီးတော့အော်ဟစ်ငိုယိုတယ်မေပြချမ်းအတွင်းကပြန်ထွက်လာတဲ့အခါတာဆန်ကအမေဘာဖြစ်လို့ဒီလိုလောက်တာလဲဗျာဒီရွာလူတွေအမေတို့ဘက်မှာမကောင်းတာတာရဲ့ကိုယ့်ဘက်မကောင်းတဲ့လူကိုအမေကလည်းပြန်မကောင်းနိုင်ဘူးဒီဖွားတဲ့ဆိုတဲ့အဖွားကြီးကအမေမကောင်းကြောင်းနေလိုက်ပြောနေရကြပေါ့တာဆန်ကတက်ပြင်းချရင်ရွာလန်းအတိုင်းဆက်လျှောက်လာခဲ့တယ်ဟုတ်ကဲ့ပါကျမတို့ရဲ့ channel ကနေပရိသတ်တွေနားဆင်ကြရတာကတော့စုံမိုင်တော်ပြည့်နဲ့ဈေးတဲ့တော်ပြည့်စာစဉ်80ပဲဖြစ်ပါတယ်နောက်လာမယ့်စာစဉ်81မှာတော့စုံမိုင်တော်ပြည့်နဲ့ဆရာမောင်ကြီးဆိုတဲ့အကြောင်းအရာကိုဆက်လက်ထုတ်လွှင့်ပေးမှာမို့ပရိသတ်များအားလုံးကဆက်လက်စောင့်မျှော်ပြီးအားပေးနာဆင်ပါအောင်နော်အားပေးနာဆင်သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ပြီးဆုံတွေ့ပါမယ်ရှင်